ကရွာတရွာမှာဈေးတဲ့အမေကြီးတယောက်ရှိတယ်သူမှာသမီးပြို2ယောက်ရှိတဲ့အဲ့ဒီသမီး2ယောက်မှာသမီးအငယ်ကလဲလဲဝဲဝဲရှိတဲ့အပြင်လူမှုရေးကိစ္စတွေမှာလည်းတတ်ကြွကြွပါဝင်ဆောင်ရွက်တတ်တယ်သမီးကြီးကတော့အားလဲနားလဲနာလူမှုရေးကိစ္စလည်းဘာမှနားမလည်ဘူးတဲ့ဈေးရောက်တဲ့အလုပ်ကိုတော့သူနားလဲတလောက်ရောင်းပေးတယ်ရိုက်ရွာထဲကိုသွားမယ်ဆိုလို့ရှိရင်လေသူတယောက်တည်းမသွားတတ်ဘူးညီမငယ်ကိုအမြဲတမ်းခေါ်သွားလေးရှိတယ်ပြီးတော့ညီမပြောစကားမှန်သမျှကိုရုံလွယ်ပြီးခိုင်းသမျှကိုလည်းအကုန်လုပ်ပေးတဲ့တနေ့မှာတော့အမေကြီးကသမီးအကြီးရိုးအလုံးတာကိုသိတော့ဂယုဏဒေါသနဲ့ အကြည့်မနင်ဒီလောက်အားနေရင်နမရှိတဲ့အခါနင်ညီမကနေကူတနေ့ရောင်စားပါလိမ့်မယ်တီလာ လို့ပြောလိုက်တဲ့သမီးကြီးက ။အိုးအမေကလည်း तू ကရောင်းစားရအောင်။ဘယ်သူကချိန်ဖွင့်ပေါ်တတ်မှာတော့ လို့ပြန်ပြောလိုက်တဲ့